ကိုမင်္ဂလာပါတော့ပြောချင်တယ်မင်္ဂလာရှိတော်သူဆိုတာကဘုရားသခင်နဲ့ပတ်သက်တဲ့လူမှမင်္ဂလာရှိတော်သူလို့ပြောတယ်ခရစ်တော်ကတပည့်တော်တွေကိုလောက်ခိုင်းရကြရှိတယ်တွားပြီးမှလူတွေအပေါ်မှာဆုတောင်းပေးကြပါလို့ပြောတဲ့အချိန်မှာတပည့်တော်တွေကပြန်လာတဲ့အချိန်မှာနှက်ဆိုးတွေကိုနင်ထုတ်နိုင်တယ်ဆိုတော့မှခွန်အားရဝမ်းသာအားရပြန်ပြောတဲ့အချိန်မှာခရစ်တော်ပြန်ပြောတဲ့စကားကအဲ့ဒါကိုဝမ်းသာစရာအဓိကမဟုတ်ဘူးတဲ့အဓိကဝမ်းသာစရာတင်းတို့ရဲ့နာမည်စီရင်ကကောင်းကင်နိုင်ငံဝင်တာကိုဝမ်းသာစရာဖြစ်တယ်လို့ပြောတဲ့အရာယုံကြည်သူများသိကြပါတယ်။ကြောင့်ဒီနေ့ညကျွန်တော်ဝင်ငါချင်တဲ့အရာကဘာလဲဆိုတော့ကျွန်တော်ပြောဖို့ပါတယ်။ဘုရားသခင်ကသူ့သားဖြစ်တဲ့လူသူ့ရဲ့အကြောင်းကိုစာငတ်တဲ့လူအမြဲတမ်းသိချင်တဲ့လူတွေကိုအမြဲတမ်းဘုရားသခင်သူ့အကြောင်းကိုနဲ့နေတော့တမန်တရားလို့ခေါ်တဲ့နှုတ်ကတော်ကိုဖွင့်ပြနေရှိတယ်။ဒါကြောင့်အစစ်တမ်းမရွေးဘူးပညာတတ်တလားပညာမိတ်တလားချမ်းသာလားဆင်းရဲလားရာထူးကြီးလားငယ်လားမကြည့်ဘူးလူကပဲအဲ့ဒါကိုကြည့်တာဘုရားသခင်အဲ့ဒါမကြည့်ဘူးသူ့အကြောင်းကိုစာငတ်တယ်လို့သူ့သားမှန်ရင်အမြဲတမ်းဖွင့်ပြတယ်ဒါကြောင့်ကျွန်တော်တို့ကလေဘဒုသားဖြစ်တယ်လေဆိုတာကလောကမှာတော့မနော်ဘယင်သားဖြစ်တာတော့တာမဏသားဖြစ်တာတော့နော်ပြည်နယ်အုပ်ချုပ်ရေးမှူးသားဖြစ်တာတော့အဲ့လိုမျိုးသားဆိုရင်သူကအရန်ဂုံယူတယ်အရန်ဝါကြွားတယ်နိုင်ငံတနိုင်ငံရဲ့ဝန်ကြီးချုပ်သားနိုင်ငံတနိုင်ငံရဲ့တမရသားလူကြီးပြည်နယ်မြို့နယ်အုပ်ချုပ်ရေးမှူးသားဆိုရင်အရန်ဂုံယူတယ်တထေးသားအရန်ဂုံယူတယ်ဒါကလူလောကသားတွေကဂုံယူရတဲ့အခြေအနေအရာသူတို့ဂုံယူတာကျွန်တော်တို့ကလေဘုရားသခင်ရဲ့ရှေ့မှာခရစ်တော်အားဖြင့်ဘုရားသခင်သားဖြစ်ရတယ်ဆိုတာဂုံအယူရဆုံးမဟုတ်ဘူးလားလောကမှာပြည်ဆုံးသွားမယ့်အရာနော်ဘာမှအရေးအမဲအဖတ်မရနောင်တမလုံးအတွက်ဘာမှစိတ်ချမှုမပေးတဲ့အရာတွေဘလောက်ထိဂုံယူနေတော့ညာလဲနောင်တမလုံးမှာတေးရင်ငရဲတဲ့သွားမယ့်ဂုံယူစရာကဘာမှအကျိုးမရှိဘူးဒါကြောင့်လူလောကမှာခဏတာခံရမယ့်အရာနဲ့နောင်တမလုံးမှာထောင်ရခံရမယ့်အရာဘယ်အရာကိုမိတ်ဆက်ဦးစားပေးပြီးမှရွေးချယ်မလဲဒါပဲယခုအချိန်မှာမိတ်ဆွေကဘာမှလည်းထင်ပေါ်ကျော်ကြားခြင်းမရှိပဲစင်တလာတဲ့မျိုးရိုးကနေဖြစ်ပဲဒါမဲ့မိတ်ဆွေကဂုံယူဝမ်းမြောက်စရာကောင်းတယ်ဆိုတာကိုကျွန်တော်ပြောပြမယ်ဖခင်သခင်ဟာတားတော်ခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုတားလို့ခေါ်ခြင်းကျွန်တော်တို့ရရှိတာဖြစ်တယ်ကျွန်တော်တို့ကလည်းခရစ်တော်အားဖြင့်မဟုတ်ရင်အဖဖခင်ကိုကျွန်တော်တို့အဖကိုခိုးခွင့်မရှိဘူးဒါကြောင့်ဂလာတိ9မှာရေးထားတယ်တားတော်ရဲ့ဝိညာဉ်ကိုကျွန်တော်တို့ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကလည်းအဖဟုခေါ်တတ်တယ်အဖဟုခေါ်တတ်တော့တားတော်ရဲ့ဝိညာဉ်ကျွန်တော်တို့အထက်မှာထိပ်ပေးထားတယ်လို့ပြောတယ်ဒါကြောင့်တင်ကကျွန်တော်ကကောင်းကင်မှာရှိတဲ့အဘလို့ခေါ်နိုင်တဲ့အခွင့်အရေးဘသူအဖြစ်ရတယ်လို့ခရစ်တော်အဖြစ်ရတယ်ကြောင့်ခရစ်တော်ဆိုတာကလေတားတော်လို့လာဖြစ်တာအကြောင်းရှိတယ်အမှန်ကခရစ်တော်ကောင်းကင်နိုင်ငံမှာရှိတဲ့အချိန်မှာတားတော်နဲ့နေတာမဟုတ်နှုတ်ကပတ်တော်နဲ့နေတာကျွန်တော်နှုတ်ကပတ်တော်ကလူစားတိလက်ခံယူတယ်လို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1မှာရေးထားတယ်နှုတ်ကပတ်တော်ကလူစားတိလက်ခံယူတယ်ဆိုတော့ကအကြောင်းရှိတယ်လူသားတွေကိုဖျားတဲ့ကံသူ့သားလို့သတ်မှတ်ခြင်းနဲ့အရာဖြစ်တဲ့ကြောင့်နှုတ်ကပတ်တော်ကလူအသွေးသားလာခံယူတာအကြောင်းရှိတယ်ဒါကြောင့်ခရစ်တော်ကိုရရှိမှကျွန်တော်တို့ကလည်းဘုရားသခင်ရဲ့သားဖြစ်တယ်ခရစ်တော်ကိုမရရှိတဲ့လူကကျွန်တော်တို့ဘုရားသခင်သားမဟုတ်ဘူးဘုရားသခင်ဖန်ဆင်းခြင်းအဖြစ်ဖြစ်လာတဲ့လူတော့မှန်တယ်ဒါပေမဲ့ငရေသွားမဲ့လူဖြစ်တယ်ဘာဖြစ်စာတန်ရဲ့ကြေးချွန်စာတန်ရဲ့တပိတ်တပန်းတွေစာတန်ရဲ့သားတွေဖြစ်တယ်ကျွန်တော်တင်တို့ရဲ့အပန်းဟာမာနဖြစ်တယ်လို့ပြောတယ်လိန်ညာတတ်တဲ့မူတာပြောတယ်နော်မတရားတော့မိထုံညီဝဲတယ်မကောင်းတဲ့အရာအားလုံးလူမှာရှိတယ်ကြောင့်စာတန်ရဲ့ဆင်းသက်လာတဲ့အကျင့်စရိုက်ဖြစ်တဲ့ကြောင့်စာတန်ရဲ့တားလို့ပြောတယ်ခရစ်တော်အားဖြင့်ကျွန်တော်တို့ကဒီဘုရားသခင်မှာပြောင်းလဲတဲ့အချိန်မှာခရစ်တော်အားဖြင့်ပြောင်းလဲတဲ့အချိန်မှာကျွန်တော်ကခရစ်တော်ရဲ့ဝိညာဉ်ကိုရရှိတဲ့ကျွန်တော်တို့ကကောင်းကင်မှာရှိတဲ့အဖကိုအဖဟုကိုတတ်တော်ဝိညာဉ်ကျွန်တော်တို့အချိန်မှာထိပေးတယ်လို့ပြောကျွန်တော်တင်ဝမ်းသာစရာဂုဏ်ယူစရာကောင်းတာကလူလောကတထေးသားဖြစ်တာပေါ့နာမည်ကြီးတာတို့ဆင်းရဲချမ်းသာမရွေးအမျိုးမျိုးပေါ်မှာကြည့်ပြီးမှဂုံယူဝမ်းသာမဲ့အရာကအတိမဟုတ်ဘူးတင်းဂုံယူစရာဝမ်းသာစရာဝမ်းမြောက်စရာအရာကပါတယ်တားတော်တီးဟူသောနှုတ်ကပတ်တော်ကလူလာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကလူလာဖြစ်တဲ့အတွက်ကြောင့်တင်းနဲ့ကျွန်တော်ဟာဘုရားသခင်ရှေ့မှာတားအဖြစ်တမတ်ချင်းခံရတယ်။ကြောင့်ယေရှုဘုရားဟာအမြဲတမ်းထာဝရချီးမွမ်းဖို့ရကိုးကွယ်ဖို့ရခံထိုက်တော့ကျွန်တော်တို့ရဲ့တူဦးတီးတော့တဆူသေးတော့ဖရာသခင်ဖြစ်တယ်အကိုကြီးဖြစ်တယ်လို့ပြောကြောင်းတေတော်သူမှာသူအဦးဖြစ်တယ်တဲ့ထားပြောတော့သူဦးဖြစ်တယ်ကြောင့်သူ့ကြောင့်ပဲကျွန်တော်တို့ကလေထောင်းနောင်းတမလုံးမှာအပေငယ်ရလူပြမှာကောင်းရာသူဂတိနော်ပရိတိတုဘုံကျွန်တော်တို့ဝင်စားရတာဖြစ်တယ်ဒါကြောင့်လူလောကမှာတမရတာဖြစ်ရတာကဂုံယူစရာဝမ်းမြောက်စရာကောင်းပါတယ်ဒါပေမဲ့နောင်တမလုံးထောင်ရကာလမှာကျွန်တော်တို့ပုံမှန်ဂုံယူစရာဝမ်းမြောက်စရာကောင်းပါတယ်ဒါကြောင့်မိတ်ဆွေတင်ကနှုတ်ကတော့စာငါပါနှလုံးသွင်းမှာဆင်ခြင်ပါတင်ရဲ့အခြေအနေကို
ဘုရားသခင်မကြည့်ဘူးတင်ကျမ်းစာကြောင်းတက်တာလားမတက်ဘူးလားမကြည့်ဘူးတကယ်ဆာငတ်တဲ့တွေတကယ်ဖွင့်ပြတယ်ကျွန်တော်ဆိုတောင်းပေါ်သားဖြစ်တယ်ကျွန်တော်တောင်းပေါ်သားဖြစ်တယ်တောင်းပေါ်မွေးတယ်ဒါပေမဲ့ကျွန်တော်လေ့လာတဲ့တော့ကျွန်တော်ဆက်ကတဲ့တော့ကျွန်တော်နှလုံးသွင်းဆင်ခြင်တဲ့တော့ဘုရားသခင်ကျွန်တော်အမြဲတမ်းအတစ်တော်နှုတ်ကတော်ဖွင့်ပြတယ်ဒါကြောင့်ကျွန်တော်ဝေငှဖို့ရန်အတွက်အမြဲတမ်းကျွန်တော်မကုံတဲ့နှုတ်ကတော်ကျွန်တော်နှလုံးသားထဲမှာကျွန်တော်ရဲ့အတိတရားထဲမှာကျွန်တော်ဘဝအသက်တာမှာဖြစ်လျက်ရှိတယ်ကျွန်တော်လေ့လာတဲ့တော့ကျွန်တော်နှလုံးသွင်းတဲ့တော့ကျွန်တော်ဆင်ခြင်တဲ့တော့ကျွန်တော်စားငတ်တဲ့တော့ဘုရားသခင်သူ့ရဲ့ဗန္တာတီးဟူတော့အသက်ရှင်တဲ့နှုတ်ကတော်ကအမြဲတမ်းဖွင့်ပြတယ်ကျွန်တော်ဝေငှနိုင်တယ်လို့ဝေငှမယ်မိတ်ဆွေနားထောင်တယ်တော့နားထောင်ပါမိတ်ဆွေပဲနားထောင်နိုင်မလားကျွန်တော်ဝေငှနိုင်မှာမသိဘူးကျွန်တော်တော့ပြောစရာအများကြီးရှိတယ်ပြောစရာများကျွန်တော် Facebook မှာအချိန်အကန့်အသတ်ရှိကြကျွန်တော်အရှိန်မပြောနိုင်ဘူးနောက်ပိုင်းဆိုကျွန်တော်ဒီထက်ပိုပြီးမှယုံကြည်သူတွေကိုကျွန်တော်ဝေငှဖို့လည်းဆက်တိုက်ရှိတယ်ဘာဖြစ်လို့ဆိုတော့ network တော်ကလည်းလူမျိုးမရွေးဘူးနော်အစင်တမ်းမရွေးဘူးစာငတ်တဲ့လူငုတ်တိတ်တဲ့လူလိုချင်တဲ့လူတောင်းတတဲ့ပါအမြဲတမ်းဖွင့်ပြတယ်ဒါကြောင့်နှုတ်ပတ်တော်ဆိုတာလေးနဲ့လေးတိချင်တာလေးနဲ့ဆိုင်နေလေးအနဲ့တိတ်ပဲပြည့်စုံလာတယ်ကိုယ့်ရဲ့ကြွယ်ဝချမ်းသာခြင်းအခရစ်တော်ထဲမှာကြီးမားလေးဖြစ်တယ်ဆိုတော့ပြောချင်ကျွန်တော်မိတ်ဆွေနှုတ်ပတ်တော်ကိုလေ့လာပါနှလုံးသွင်းမှာဆင်ခြင်ပါအောက်မိတ်ပါနှုတ်ကတော်ကအမြဲတမ်းစမြုပ်ပြင်ပါအဲ့လိုဆိုရင်မိတ်ဆွေရဲ့အတွေ့အတာထဲမှာမိတ်ဆွေရဲ့ရိုးသွင်းခြင်းစီမှာနှုတ်ကတော်နေရာယူရခြင်းမှာသင်ဟာဖျားသားဖြစ်ရရဲ့ရွေချက်ကိုကောင်းကောင်းနားလည်လာလိမ့်မယ်ဆိုကျွန်တော်ပြောချင်တယ်အဲ့တော့ဖျားတဲ့ခင်ကောင်းချင်ပါတယ်